ဒီနေ့အတွက်ကတော့ရုံးတီတီကြော်လေးပြောပြမယ်နော်ပထမအောင်ဆုံးရုံးတီတီလေးတွေကိုစိုက်တဲ့ပုံစံလေးတွေစိတ်ကြိုက်ပြီးလို့ရပါတယ်တထောင်ကတော့ရင်းလို့ဖယ်ထားတာပါပြီးရင်တော့အရင်တိုင်းပဲကြော်ခန်းကြီးကြရင်တဲုံလေးတွေကိုစီလေးရင်ထည့်ပါမယ်ပြီးရင်တော့ချက်သွပ်ပြူတပြားရိုက်ထားတာလေးကိုအနက်မွေးလာတဲ့အထိစီတက်ပေးပါမယ်ပြီးရင်ဒီနေရာမှာအသားကိုမသုံးမဲနဲ့ပစုံချောက်ကိုသုံးပေးပါမယ်ပို့ပြီးတော့အရသာရှိအောင်လို့ပါပစုံချောက်နဲ့တခါလဲရောပြီးစီတက်မယ်ပေါ့နော်ရုံးမတီတီလေးပါတခါလဲထည့်ပါမယ်အဲ့ဒီအချိန်မှာစီနေတဲ့အတွက်ကြောင့်မလို့ရုံးမတီတီလေးတွေကိုရေထည့်ပြီးတော့လုံပေးပါမယ်ကြော်ပေးပါမယ်တခါလဲအဲ့လိုနဲ့ပဲရေခဲဝိုင်းရင်ရုံးမတီတီလေးတွေကိုနူးလာအောင်လို့ရေလေးနည်းနည်းလေးစီထည့်ပြီးတော့တခါလဲရောပြီးတော့ထည့်ပြီးတော့ကြော်ပေးပါမယ်ပြီးရင်ခြားခံဒီမှာတရုတ်ငံမြရဲ့အကြီးလေးကိုထည့်ပေးပါမယ်တရုတ်ငံမြရဲ့အကြီးလေးထည့်ပြီးတော့တအောင်ကြရင်တော့ရုံးမလီဒီကြော်တစ်ခွက်ရပါပြီအားလုံးပဲလိုက်လို့စားကြည့်ပါအောင်နော်